decoration နဲ့လာပြီးတော့လုံခြုံမှုကိုအပြည့်အဝပေးမယ်မိကန်တာမျိုးဆိုရင်စိတ်ဝင်စားပါဒါဆိုရင်တော့မြင်သူတိုင်းကြည့်ရအောင်မယ် premium ဆန်တဲ့ design နဲ့ DC လေးရှိပါရှင်ဒါဆိုရင်တော့တခြားမိကန်တာနဲ့မတူတဲ့ DC တွေရဲ့အားသာချက်ကိုပြောပြပါမယ်DC ရဲ့အဓိကအားသာချက်ကတော့ 6.0mm အထူးရှိရဲ့ solid steel plate ကိုသုံးထားပေးရတဲ့အတွက်ကြောင့်တောင့်တင်းခိုင်မာရုံသာမကဘဲနဲ့မီးတဲ့အောင်လည်းအခြေချမြင့်စွာခံနိုင်ရရှိပါရဲ့ရှင်ဒီနဲ့တွင်းထဲမှာဆိုရင်လည်း luxury sensor leather ကိုသုံးထားပြီး thief alarm system လည်းပါတာကြောင့်တင်တဲ့အတူအဖိုးတန်ပစ္စည်းတွေကိုအပြည့်အဝကာကွယ်နိုင်မှာဖြစ်ပါတယ်system မှာဆိုရင် fingerprint, passcode, key သုံးမျိုးပါဝင်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအတွက်ဘယ်နေရာပဲသွားနောက်ဆန်တင်စရာမလိုဘဲနဲ့လုံခြုံမှုတွေပြည့်ဝပေးနိုင်မယ့် series လေးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ကိုယ့်ရဲ့တမိုးရှိရဲ့ပိုင်ဆိုင်မှုတွေအတွက်အလှပဆုံးနဲ့အခိုင်အမာဆုံးကာကွယ်နိုင်မှုအတွက်ဆိုရင်ရိုးရှင်းပြီး style နဲ့ကြတဲ့အပြင်လုံခြုံမှုကိုလည်းပြည့်ဝပေးစမ်းနိုင်မယ့် TC လေးကိုရွေးချယ်ဖို့အတွက်ဆိုရင်အမှတ် 7A မိုးကောင်းဖျားလန်ရန်ကုန်မြို့နယ်မှာတည်ရှိရဲ့ လက်ဆိုရှုံးလုံးကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။လက်ဆိုးမှာရှိရဲ့မိကန်ဒတာတွေရဲ့ tips and tricks လေးတွေကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ပြပြပေးသွားအောင်မို့လို့လက်ဆိုးရဲ့ Facebook page နဲ့ TikTok account လေးတွေကိုလည်း like and follow လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။